10 မိနစ်အတွင်းအကျဉ်းတရားငင်းကြမ်းရေးကိုစင်ခေါ်လိုက်တဲ့ဘေရုမြို့ပေါ်ကကြောက်မက်ဖွယ်ဘုံမိုးများကဘာကြီးကအမေရိကန်နဲ့အီရန်ကြားအပိတ်အခတ်ရက်စဲရေးတဲ့င်းကြောင့်တပ်ပြင်းချယုံရှိသေးတစ်ဖက်မှာတော့ဘေရုမြို့ဟာငရေကန်းတစ်ခုလိုပြောင်းလဲသွားခဲ့ရပါပြီအစ္စရေးရဲ့လက်ဘနွန်ပေါ်ပြင်းထန်တဲ့ထိုးစစ်ဆင်မှုဟာ10 မိနစ်အတွင်းဘုံအကြိမ်ပေါင်း300ကျော်ကျဲချခဲ့တယ်လို့ဆိုပါတယ်ဒါဟာစက္ကန့်ပိုင်းအတွင်းမှာပဲလူသားတွေရဲ့အသက်ပေါင်းများစွာနဲ့အင်ဂေဟာတွေကိုပြားပုံဖြစ်သွားစေတာပါ73နှစ်အရွယ်မိန်းကလေးတစ်ယောက်ရဲ့ Snapchat မှာမြင်တွေ့ရတဲ့ငရဲခန်းစစ်တွဲရဲ့အနိဋ္ဌာယုံကိုဘသူတွေအဆိုးဝါးဆုံးခံစားနေရလဲဆိုလား73နှစ်အရွယ်မိန်းကလေးတစ်ယောက်ရဲ့ Snapchat ကင်မရာကနေသင်မြင်တွေ့ခဲ့ရပါတယ်ကလေးငယ်တစ်ယောက်ရဲ့လက်ထဲကဖုံးလေးဟာပျော်ရွှင်စရာတွေကိုမှတ်တမ်းတင်ရမယ့်အစားမိမိတို့မြို့ပေါ်ကိုကြားရောက်လာတဲ့ဘုံတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေကိုတုံလို့ခြောက်ခြားစွာမှတ်တမ်းတင်နေရတဲ့အဖေဟာဘလောက်တောင်ဝမ်းနယ်စရာကောင်းတယ်လဲဆုံးရှုံးမှုတွေနဲ့လူသားချင်းစာနာရေးအကျက်ခဲဒီစစ်စင်ရေးကြောင့်ယာနဲ့ချီတဲ့အပြစ်မဲ့ဖြီးသူတွေအသက်ဆုံးရှုံးနေရပါတယ်ထောင်နဲ့ချီတဲ့လူသားတွေမိမိတို့ရဲ့အိုးအိမ်တွေကိုစွန့်ခွာပြီးအတင်းအဓမ္မထပ်ပြေးတိမ်းရှောင်နေရပါတယ်ငိမ့်ချမ်းရေးရဲ့အရေးအယောင်လေးမြင်ကားစားပဲပိုမိုပြင်းထန်တဲ့စစ်မီးကကူးဆက်လောင်ကျွမ်းလာခဲ့တာပါနိုင်ငံသားဥပဒေကဘသူ့အတွက်လဲအပြစ်အခတ်ရစဲရဲ့ပထမဆုံးနေ့မှာပဲအခုလိုပြင်းပြင်းထန်ထန်တိုက်ခိုက်တာဟာနိုင်ငံသားရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကိုပြောင်ပြောင်တင်းတင်းစင်ခေါ်လိုက်တာပါပဲကာကွယ်ရေးဆိုတဲ့စကားလုံးကအပြစ်မဲ့ကလေးငယ်တွေနဲ့အယက်သားတွေကိုတတ်ဖြတ်ဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်နေပါမလားစစ်ပွဲမှာအမြဲတမ်းအရှုံးသမားကတော့အပြစ်မဲ့တဲ့အယက်သားတွေနဲ့အနာဂတ်ပြောင်းဆုံးနေရတဲ့ကလေးငယ်တွေပါပဲ73နှစ်အရွယ်မိန်းကလေးတစ်ယောက်ရဲ့မျက်လုံးထဲမှာရှိတဲ့ကြောက်ရွံ့မှုတွေဟာတကဘာလုံးကိုမေးခွန်းထုတ်နေတယ်လို့ပါပဲနိုင်ငံသားအဒီနဲ့ဒီလိုမတရားမှုတွေကိုနှုတ်ဆက်မနေပဲအမှန်တရားနဲ့ငြိမ်းချမ်းရေးအတွက်အတူတူယက်တည်ပေးဖို့လိုအပ်နေပါပြီ